တနင်္လာသားသမီးများအတွက်တပတ်တာကံကြမ္မာနမိတ်ဖြစ်နေပေါ့နော်အဲ့တော့ဆရာတို့အခုဒီကက်ဒမစ်ရာတနင်္လာသားသမီးတွေကဒီတစ်ပတ်ထဲမှာနော်ပြောမယ်ဆိုလို့ရှိရင်စိတ်ရှည်ရမယ်တီးခံမယ်ဆိုရရှိရမယ်နော်အဲ့တော့ဖြစ်လာတဲ့မြတ်ကြုံလာတဲ့မြတ်ကိုကခံနိုင်ရှိနဲ့ရင်ဆိုင်ရမယ်အဲ့တော့ငွေကြေးကံကတော့လက်ထဲမှာငွေကတော့မြဲနေမှာလက်ရှိနေမှာနော်အဲ့တော့ငွေကိုစုဆောင်းမိနိုင်မယ်ငွေမြဲမယ်ဒါပေမဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံတာတွေချေးရငှားတာတွေလုံးလို့မရပါဘူးနော်ဒီတစ်ပတ်ထဲမှာကနော်အဲ့တော့ပြီးတော့ကိုဒီတစ်ပတ်ထဲမှာပြောဆိုကိုယ့်ရဲ့စိတ်ကအမြဲတမ်းအတက်ကြနေများနေတယ်ဒါပေမဲ့ကိုကပြောဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်ပြီးလို့ရှိရင်လုံးသိလုံးတဲ့အရာကိုဦးစားပေးလှုပ်သွားနော်ဒီလိုဆိုရင်တော့ကောင်းကျိုးတွေခံစားရမယ်ပြောမယ်ဆိုစားစားတဲ့ကိစ္စရောတတိထားပြီးလုပ်ပါနော်အဲ့တော့ကိုကအရေးကြီးတဲ့အရာတွေဆုံးဖြတ်နိုင်လိမ့်မယ်နော်ကိုယ့်ရဲ့စိတ်ကိုအကောင်းဆုံးနားလည်ပြီးတော့နော်တေချာစူးစမ်းနိုင်လိမ့်မယ်နော်ဒီရက်ထဲမှာအခြေအနေနဲ့ပတ်သက်လို့ရှိရင်ကိုကပြောမယ်ဆိုလို့ရှိရင်စိတ်တော့နှစ်ဖက်ဖြစ်တတ်တဲ့အခြေအနေမှာလေနော်နောက်ပဲဆုံးမှရှေ့ပဲတိုးရမှာလားဒါမျိုးတော့ဖြစ်တတ်တယ်ဘယ်သူရွေးရမလဲဒါမျိုးလေးစိတ်နှစ်ဖက်ဖြစ်တတ်တယ်ဒါပေမဲ့ကိစ္စမရှိဘူးအချိန်လေးယူလိုက်ဒီဘက်မှာဘာမှသိဆုံးမချက်မချသေးနဲ့哦နော်တေချာချက်လိုက်လေးစုတေချာဒီဘက်မှာအချိန်ကိုစဉ်းစားပေါ့နော်ဒီဘာလိုက်တေချာလို့ဝင်လေထွက်လေလေးမှတ်နော်အဲ့တော့ဒီလိုမျိုးလေးဆိုရင်တော့ဒီဘက်ထဲမှာပြင်ဆင်ပြီးတော့ပြင်ဆင်နိုင်မယ်ပေါ့နော်အနာဂတ်အတွက်ပြင်ဆင်နိုင်လိမ့်မယ်အဲ့တော့ကွန်မန့်မှာနော်ငါလက်ထဲမှာငွေမြဲပြီးတော့ငွေတွေပွားလာပြီဆိုပြီးတော့ရေးသွားပါနော်အဲ့တော့အားလုံးအတွက်ဆရာကခြုံပြီးဟောတာဖြစ်တဲ့ကြောင့်နော်မိမိတို့တည်တဲ့မေးချင်တာရှင်ဆက်စီမှာလာမျိုးရပါတယ်ဒီလိုလေးကို like and share လုပ်ထားပေးပါနော်အားလုံးပဲကိုယ်စိတ်နဲ့ဖျားကျမ်းမှာချမ်းသာကြပါစေကျေးဇူးများတင်ပါတယ်